Hello အားလုံးပဲမင်္ဂလာပါညီမတို့မျက်နှာရေးပဲဖြစ်ပါတယ်မမရဲ့အနေနဲ့ဆိုလို့ရှိရင်ကိုလင်းနဲ့မထရီစာလို့ပထမဦးဆုံးရောင်နေ US tour လုပ်တဲ့ Maryland ပွဲမှာမျက်နှာစမမတက်ပြီးတော့အကောင်လုံးအတန်နဲ့နှိပ်စက်ခဲ့ပူတယ်ပေါ့နော်အခုဒီ Buffalo မှာနောက်ဆုံးပိတ်ပွဲလေးမှာလည်းမျက်နှာအစီအစဉ်လေးတခုမမရဲ့ပါချင်တယ်လူကိုယ်တိုင်တော့မျက်နှာလာရောက်နိုင်ခြင်းမရှိတာဘူးအားလုံးတောင်းပန်ပါတယ်လို့ဒီကနေ့ပြောချင်ပါတယ်။ season လေးတစ်ခုအနေနဲ့ပါဝင်ချင်တာကြောင့်ကိုလင်းနဲ့မထရီစာကိုမျိုးခွင့်တောင်းကြည့်ရပါတော့။မျိုး auction လေးမျိုးရဲ့အမတ်တရပစ္စည်းတွေတစ်ခုခုကို auction လေးနဲ့ထည့်မယ်ဆိုပြီးတော့မမနဲ့ကိုလင်းနဲ့ပြောပြီးတော့အခု season လေးတစ်ခုထည့်ထားပါတယ်။ဒီဂီတာလေးဆိုလို့ရှိရင်လည်းမျိုးဒီစရောက်ကြတဲ့က campaign လုပ်ဖို့ခဏခဏစဉ်းစားဖြစ်တယ်တိုင်ရင်တိုင်ပင်ဖြစ်တယ်ဒါပေမဲ့မဖြစ်လာဘူးပေါ့နော်ဘာဖြစ်လို့မဖြစ်လာလဲဆိုသူ့မှာရှိတဲ့ sentimental value ပေါ့နော်စွန့်လို့ဖို့ ready မဖြစ်နေသေးဘူးလို့ပြောရမှာပေါ့ဆိုတော့အဲ့လိုပေးပြီးသားပစ္စည်းပြန်ယူရင်လဲမျက်စိစုံနိုင်ဖြစ်နေအောင်မလေးနော်စိတ်ကပေးပြလိုက်ဖို့ဝန်လေးနေတဲ့စိတ်ဖြစ်နေတဲ့အတွက်ကြောင့်ကိုယ်တိုင်လဲစိတ်မလုံးလေးပြမလုံးဘူးเนาะဒါပေမဲ့အခုချိန်မှာတော့မျိုး ready ဖြစ်ပြီဒီဂီတာလေးကိုမျိုးလိုပဲတန်ဖိုးထားမဲ့သူတရားရောက်ကိုရသွားစေချင်တယ်ဒါပေမဲ့ဒါမျိုးအရန်ကိုမှတည်တည်ချာချာကြီးဆုံးဖြတ်ပြီးတော့စွန့်လို့ရတဲ့ တန်ဖိုးထားတဲ့အရာလေးဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီကနေပြီးတော့ fun နေအများကြီးရသွားချင်တယ်ဒီရောင်နေတော့ရဲ့တစိမ့်တသေးတာအနေနဲ့ဒီ funny season တဲ့နေရာမှာဘယ်လိုပြောမလဲအကျိုးရှိရှိသုံးချလို့ရလောက်တဲ့ပမာဏဖြစ်စေချင်တယ်ဒါမျိုးတို့ရဲ့စိတ်ထဲကဇာနာအမှန်ပေါ့နော်ဆိုတော့ဒီ auction လေးကမျိုးတို့ဒီပွဲမတိုင်ခင်လေးမှာလည်းကြိုဖွင့်ထားမယ်ပွဲမှာတော့နောက်ဆုံးပိတ်မျိုးတို့ဆုံးဖြတ်မယ်လို့ဒါစဉ်းစားထားတယ်ပေါ့နော်လေးကအများကြီးတော့တန်ဖိုးအနေနဲ့တော့အများကြီးတော့မရှိဘူးပေါ့နော်ပြီးတော့ perfect ဖြစ်တဲ့ guitar လေးတစ်လုံးလည်းမဟုတ်ဘူးစီဆိုလို့ချင်းလည်းလွင်ပြဲနေပြီရာလုံးကအချိန်ကြီးကြာလာတဲ့အချိန်ကျတော့မတည်မြဲဘူးလေနော်အကုန်လုံးကလွင်ကုန်တယ်ဒါပေမဲ့မျိုးဖြတ်လည်းမဖြတ်ဖြစ်ချင်းဘူးသူ့ဒီတိုင်းလေးပဲမျိုးတိန်ထားခြင်းတဲ့အတွက်ကြောင့်မလို့ဆက်တိန်ထားဖြစ်တယ်ပေါ့နော်ဒီပကြီးစေးတွေကိုဆိုမျိုးရဲ့အနီးနားမှာရှိတဲ့လူတွေတွဲပြီးတော့မြင်ကြတဲ့ပစ္စည်းလေးပေါ့နော်အမြဲတမ်းဂီတာလေးတစ်လုံးလွယ်ပြီးမျိုးအပြင်နေသွားရင်ဂီတာလေးမပါဖြစ်မျိုးအမြဲတမ်းတဲ့တယ်လူတကာကိုပတ်ပြီးတော့နာဒုက္ခတွေလိုက်ပေးခဲ့တယ်ဆိုတော့မျိုးလည်းအချိန်တော်တော်များများမျိုးပြောတဲ့အချိန်စိတ်ညစ်တဲ့အချိန်စိတ်သက်ကြတဲ့အချိန်ဒီမှာအမြဲတမ်းဒါတူတူရှိနေတဲ့ဂီတာဆိုမှမအောင်တကယ်ချင်းနဲ့ပြောတဲ့အချိန်မှာဒီဂီတာကိုထုတ်တီးဖြစ်တယ်လို့တယောက်တည်းဝမ်းနေတဲ့အချိန်စိတ်ညစ်တဲ့အချိန်ဒီဆိုတချင်းနေညီဂီတာတွေခောက်ပြီးတော့အချိန်လေးကုန်ဆုံးဖြစ်ခဲ့တယ်ပေါ့နော်ဆိုတော့ဒါဒီဂီတာနဲ့ပတ်သက်တဲ့အမှတ်တရလေးတွေအကောင်ပဲပေါ့နော်ဆိုတော့ဒီဂီတာလေးနဲ့ fun နဲ့အများကြီးရှာနိုင်ဖို့တကယ်ကိုမျှော်လင့်တယ်